ဟိုတနေ့တုန်းကမမီမွန်းပြောလိုက်လေနော်ဒီကြက်ဖြန့်ကိစ္စကိုပြောလိုက်တယ်မမီမွန်းကိုယ်တိုင်ခံရတဲ့ဟာကိုပြောပြလိုက်ရမလားအဲ့ဒါလေမမီမွန်းကိုမနှင်းရလေအကောင့်အတစ်တင်နဲ့အများပြပြလာအပ်ပြီးမှလေနင်းတဲ့ဒီမှာ delivery ဖို့ပေးရအောင်မယ်နော်တဲ့ yes ကန်ဒီရေးဌာနမှာကလည်းသူတို့မကြော်နိုင်သေးဘူးပေါ့မင်းဘာလို့လဲဆို delivery ဖို့မပေးတဲ့တော့သူတို့ကနားထားသေးတာပေါ့နော်အဲ့ဒီရေးဌာနနဲ့ဖျက်ကြဖို့နင့်စီမှာရောက်လာတော့မဲတဲ့အစမမင်းမုံကိုတင်လာချော့တာတိလားမင်းစီမှာရောက်တော့မဲတဲ့ဒီညနေအဲ့ဒီ delivery ဒီရေးဌာနနဲ့နော်လူတွိုင်းတော့မစ်စီဒီညနေရောက်လိုက်တယ်မဲတဲ့နင်အခုဒီ delivery ဖို့ပေးအောင်တဲ့အမမီမုံအဲ့လိုမျိုးတောင်းတာတိလားမမီမုံအရင်ကအကောင့်အားလုံး block ပလိုက်မလားသူတို့ကလေဘယ်လိုစဉ်းစားတိလားတရက်မှာတားကောင်ဘယ်နှစ်ယောက်ဖမ်းမလဲနော်သူတို့ကဒါပဲတွေးတယ်ပါဆိုသူတို့ကအချိန်ပြည့်ဒီနော်ကွန်ပျူတာရှေ့မှာပဲသူတို့ကနေတယ်လေနော်ဒါဆိုတော့သူတို့ကတားကောင်ဘယ်နှစ်ယောက်ကိုဖမ်းမယ်ဘယ်လိုဖမ်းမယ်ဆိုတော့သူတို့စီမှာနီးလန်းပေါင်းစုံကဦးနောက်အကြံဉာဏ်နဲ့ရှိပြီးသားအဲ့ဒါမမီမို့အခုအကောင့်အတင်းတင်းနဲ့ပြန်လာပြောတယ်တိလားမမီမို့ကဂေးလောက်စာမိထားတဲ့စာတငယ်မဟုတ်တော့ဘူးမိုင်းပါထိတာတဲ့စာတငယ်ဆိုတော့ငါကမပွင့်ပဲနေပါမလားငါလဲဦးနောက်ရှိပြီလေခုကမအားတော့ဘူးလေတို့ဆေးလာမတို့တော့နဲ့ငါမှယေရှုနာမနဲ့ငါတို့ဆေးကိုငါဖြီးပလိုက်မယ်အခုကမမီမလုံးဝမပါတော့ဘူးအဲ့ဒီလိန်လေလက်ဖျားတဲ့အဖွဲ့အစည်းမှာမမီမမခံရတော့ဘူးဟောဆိုမမီမဆူတောင်းတယ်အမြဲတမ်းဆူတောင်းတယ်ပြီးရင်မမီမကဒီနော်ကိုပါသွားတဲ့ဒီပတ်စံကိုနော်လွတ်ချလိုက်တယ်မမီမစိတ်ကိုလွတ်ချလိုက်တယ်လွတ်ချလိုက်တဲ့အချိန်မှာဒီလွတ်မြောက်ခြင်းကိုပြန်ရတာပေါ့နော်ဆူတောင်းခြင်းအပြင်ပေါ့နော်မလွတ်ချရင်နော်လူဆိုရကနော်တန်ရုပ်စင်ရှိတယ်ဒီကိုရဲ့ပတ်စံချွေးနေစားနဲ့ပတ်စံကိုကတံဖိုးထားတယ်လေနော်လက်မျောတာပေါ့မမီမောအမေကဗာပြောတိလားမွန်းကြားတဲ့သူတို့ကိုတဲ့ဗမာလို့ဆိုရင်လူလိုက်တယ်လို့ပဲသဘောထားပါအလူအတန်းလောက်လိုက်တယ်လို့ပဲသဘောထားသူတို့စားကောင်းစားကြပါစေနော်ကောင်းကောင်းလေးစားကြပါစေကိုဘကနော်မေတ္တာမပြတ်နဲ့နော်နင်းစိတ်မှာနေမခိပထားနိုင်မြင်လွတ်ချလိုက်ဆိုပြီးမှမမမောအမေကပြောချင်အဖြစ်မမမောကအဲ့ဒီနေ့ကလေးမမမောလွတ်ချလိုက်ပြီအဲ့ဒါကိုမဲ့တော့မဲ့နေပြီဘလော့ပလိုက်ပြီအဲ့ဒါကိုမမမောကိုမနှိမ့်ရလေအမလေးအကောင့်တစ်နဲ့ပြန်လာပြောတာငါပါစရာလာအခုကလေကွာမိထားတဲ့စာတငယ်မဟုတ်တော့ဘူးလေမိုင်းပါထိထားတဲ့အမွေးပါပြောင်းနေတဲ့စာတငယ်ငါမပါတော့ဘူးအဲ့မှာငါလုံးဝသူတို့လိန်စားမဲ့စီးရင်ထဲမှာမမေမမပါတော့ဘာလို့ဆိုယေရှုနာမအဖြစ်မမေမသူတို့တွေကိုဘယ်လိုလဲအောင်ပလိုက်တာအောင်နိုင်ပလိုက်တာမမေမဟေးလာလုတ်တယ်တိလားမမေမအကောင့်တူနဲ့လာချော့တာပြီးရင်တော့ပြန်ချင်းချောက်တယ်တိလားရေးဌာနအမယ်တဲ့ဒီနေ့စီနေအင်စီလာမယ်ဘာဖြစ်တယ်ညာဖြစ်တယ်လားပြောနေပြန် block ပလိုက်ပြီဘိုက်ပန်ပြောချလိုက်ပြီမမေမခုကနည်းနည်း brand လာပြီ